ဘူးတိုင်းတစ်ခွေတူနိုင်မမီသောကျေးဇူးရှင်အဖေကိုလာမလွေးစင်လာမဖွာလေပစိုးစားစလွေးတွေကတိုင်းလို့ဝမ်းဝအောင်ရှာကြွေးခဲ့သူအဖေသာသမီအတွက်ဆိုအသက်ကိုယ်စနေလို့အနစ်နာခံရင်ပေးဆက်သူကြီးအဖေအလန္နာကျေးဇူးရှင်အဖေလက်စေပြမို့လို့တာကြောပါတယ်လေစဘူးတိုင်းတစ်ခွေတူနိုင်မမီသောကျေးဇူးရှင်အဖေကိုလာမလွေးစင်လာမဖွာလေပစိုးစားစလွေးတွေကတိုင်းလို့ဝမ်းဝအောင်ရှာကြွေးခဲ့သူအဖေသာသမီအတွက်ဆိုအသက်ကိုယ်စနေလို့အနစ်နာခံရင်ပေးဆက်သူကြီးအဖေအလန္နာကျေးဇူးရှင်အဖေလက်စေပြမို့လို့တာကြောပါတယ်လေမဟာပထဝီရေမြေဆုံးနိုင်အထိလေဒီဖေးဒီသားသမီးတို့မခွဲဘူးလို့ပြောခဲ့တဲ့အဖေအခုဆိုအရွယ်ညောင်းလို့စံဖြူသွားချိုအိုမီငယ်လေးလေးသားသမီးတွေပေါ်မြတ်တာမပြတ်လို့အတိုင်းမသိဝမ်းသာကြည်နူးရတယ်လေဂယုဏရှင်ကြီးအဖေတက်ရှိချမ်းမာသားတို့နဲ့အတူအမြဲရှိပေးပါအဖေဆိုတာဘဝမှာဟန်ဆောင်ကောင်းဆုံးလူသားတွေပါပြိုလဲနေပါလေရဲ့တမ်းမကြအောင်ဆောင်တတ်ကြတယ်ချစ်ပါလျက်နဲ့လဲမချစ်တယ်လို့ခက်ဆဲဆဲနေတတ်ကြတယ်မိသားစုရဲ့လိုအပ်ချက်တွေကိုအကောင်းဆုံးဖြည့်ဆည်းပေးပြီးရှေ့ကနေမမရက်တည်ပေးတဲ့သူဟာအဖေပါပဲဗျာစဘူးတိုင်းတစ်ခွေတူနိုင်မမီသောကျေးဇူးရှင်အဖေကိုလာမလွေးစင်လာမဖွာလေပစိုးစားစလွေးတွေကတိုင်းလို့ဝမ်းဝအောင်ရှာကြွေးခဲ့သူအဖေသာသမီအတွက်ဆိုအသက်ကိုယ်စနေလို့အနစ်နာခံရင်ပေးဆက်သူကြီးအဖေအလန္နာကျေးဇူးရှင်အဖေလက်စေပြမို့လို့တာကြောပါတယ်လေမဟာပထဝီရေမြေဆုံးနိုင်အထိလေဒီဖေးဒီသားသမီးတို့မခွဲဘူးလို့ပြောခဲ့တဲ့အဖေအခုဆိုအရွယ်ညောင်းလို့စံဖြူသွားချိုအိုမီငယ်လေးလေးသားသမီးတွေပေါ်မြတ်တာမပြတ်လို့အတိုင်းမသိဝမ်းသာကြည်နူးရတယ်လေဂယုဏရှင်ကြီးအဖေတက်ရှိချမ်းမာသားတို့နဲ့အတူအမြဲ